ဟုတ်ကဲ့မင်္ဂလာအပေါင်းအစင်ထာဝရညောင်းလို့ကောင်းခြင်းဖြာဖြာမင်္ဂလာအပေါင်းနှင့်ပြည့်စုံကြွယ်ဝကြပါသောချစ်တော်တာပန်စင်ဒီချစ်သူမိဘပြည်သူညီကိုမောင်နှမပေါင်းတို့ခင်ဗျာအာယာချိုအေးကြည်လင်ပြတ်သားမှုနှင့်ကောင်းမွန်လာသောတန်ဖြင့်နာတော်တာပန်စင်နေရတဲ့ဒေလာတန်စင်ပေါက်ဆက်မှဆိုရင်ဖြင့်အေယာဝတီတိုင်းဒေသကြီးအင်္ဂပူမြို့ကံဦးကျေးရွာဇေယျတက်မှဆက်စရာလေးကိုကျော်ခိုင်ဆိုဦးစီးတီထောင်ထားသောကျော်မကျော်ဒေလာတန်စင်ပေါက်ဆက်ပဲဖြစ်ပါတယ်ခင်ဗျာခုလိုချစ်ခင်လေးစားရပါတော့မိဘပြည်သူညီကိုမောင်နှမများ၏ဒီမျိုးဒီနယ်ဒီကျေးရွာနှင့်ယနေ့ရဝေးမှာကြွားရောက်ကြပါတော့အေးချစ်သူညီကိုမောင်နှမပေါင်းတို့အားစိတ်ချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းနှင့်ပြည့်စုံ၍စံရည်စပါကောက်ပဲသီးနှံများဒီရေလာကဲ့သို့အလွန်တရာပေါ်ကျွယ်ဝ၍သွားလန်းသားလို့ပြန်လန်းဖြောက်လုံရင်ဆန္ဒတစ်ထက်တည်းကြလို့ဘေးမတိရမခစိတ်ချမ်းသာကိုတန်းမာကြပါစေလို့ကျွန်တော်တို့ရဲ့အေယာဝတီတိုင်းဒေသကြီးအင်္ဂပူမြို့ကံဦးကျေးရွာဇေယျတက်မှဆက်စရာလေးကိုကျော်ခိုင်ဆိုဦးစီးတီထောင်ထားသောကျော်မကျော်ဒေလာတန်စင်ပေါက်ဆက်မှစုမုံကောင်းများတောင်းပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့မင်္ဂလာအပေါင်းအစင်ထာဝရညောင်းလို့ကောင်းခြင်းဖြာဖြာမင်္ဂလာအပေါင်းနှင့်ပြည့်စုံကြွယ်ဝကြပါတော့ချစ်တော်တာပန်စင်ဒီချစ်သူမိဘပြည်သူညီကိုမောင်နှမပေါင်းတို့ခင်ဗျာအာယာချိုအေးကြည်လင်ပြတ်သားမှုနှင့်ကောင်းမွန်လာသောတန်ဖြင့်နာတော်တာပန်စင်နေရတဲ့ဒေလာတန်စင်ပေါက်ဆက်မှဆိုရင်ဖြင့်အေယာဝတီတိုင်းဒေသကြီးအင်္ဂပူမြို့ကံဦးကျေးရွာဇေယျတက်မှဆက်စရာလေးကိုကျော်ခိုင်ဆိုဦးစီးတီထောင်ထားသောကျော်မကျော်ဒေလာတန်စင်ပေါက်ဆက်ပဲဖြစ်ပါတယ်ခင်ဗျာယခုလိုချစ်ခင်လေးစားရပါတော့မိဘပြည်သူညီကိုမောင်နှမများ၏ဒီမျိုးဒီနယ်ဒီကျေးရွာနှင့်ယနေ့ရဝေးမှာကြွားရောက်ကြပါတော့အေးချစ်သူညီကိုမောင်နှမပေါင်းတို့အားစိတ်ချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းနှင့်ပြည့်စုံ၍စံရည်စပါကောက်ပဲသီးနှံများဒီရေလာကဲ့သို့အလွန်တရာပေါ်ကျွယ်ဝ၍သွားလန်းသားလို့ပြန်လန်းဖြောက်လုံရင်ဆန္ဒတစ်ထက်တည်းကြလို့ဘေးမတိရမခစိတ်ချမ်းသာကိုတန်းမာကြပါစေလို့ကျွန်တော်တို့ရဲ့အေယာဝတီတိုင်းဒေသကြီးအင်္ဂပူမြို့ကံဦးကျေးရွာဇေယျတက်မှဆက်စရာလေးကိုကျော်ခိုင်ဆိုဦးစီးတီထောင်ထားသောကျော်မကျော်ဒေလာတန်စင်ပေါက်ဆက်မှစုမုံကောင်းများတောင်းပေးလိုက်ရပါတယ်ခင်ဗျာ